ဒီနေ့စနာတို့အိမ်မှာအိန္ဒိယအချိုမုတ်တစ်ခုလေးလှုပ်ရှားဖြစ်ပါတယ်ရှင်စနာတို့ကအချိုလုံးလို့ခေါ်ရပေါ့နော်ကလပ်ပဲရေထညက်ရီကျူလာတဲ့ဥစားရဲ့အုံးဒီရေကိုရောထည့်ပြီးတော့မှွေမယ်ပေါ့နော်အဲ့ဒီရောထည့်ပြီးငွေတာတဲ့ဥစ္စာစနာတို့ကမိဖို့ပေါ်တင်ပြီးတော့နည်းနည်းလေးအဖူပေးမယ်ပေါ့နော်ပြီးရင်အေးခံပြီးသွားပြီဆိုရင်တစ်ဖက်မှာဂျုံမုတ်ရေရောပြီးတော့အကျော်မုတ်လေးဖြစ်အောင်လုပ်လိုက်ပါမယ်ပြီးရင်ဒီအချိုမုတ်အချိုလုံးလေးတွေလှုပ်ထားတယ်မိဖို့ပေါ်ချထားတဲ့ဟာတွေကိုအလုံးလုံးလေးတွေလှုပ်ပြီးတော့ဒီဂျုံထဲမှာထည့်ပြီးတော့ကြော်လိုက်ရင်စားတောက်လို့ရပါပြီရှင်